system တစ်ခုလုံးက2သိန်းခွဲလောက်ပေးရတယ်ဆိုတော့ကျွန်တော်တို့စုစုပေါင်းဆိုဒီအိတ်ဇောရဲ့ဈေးက3သိန်းဝန်းကျင်မှာရှိတယ်ပေါ့နော်ဒီထဲမှာပေါ့နော်ကျွန်တော်ကြိုက်တဲ့အိတ်ဇောတစ်လုံးရှိတယ်သူကတော့ AV4 မှာတက်ထားတာ full system ပါเนาะ full set ပေါ့เนาะအဲ့ဒီ full set ကကျွန်တော်ဈေးမေးကြည့်တာအရှိရောကျွန်တော်တို့ဒီအနောက်ပိုင်းရောဆိုရင်အနောက်ဖြားလေးရောဆိုရင်2သိန်းခွဲကနေပြီးတော့3သိန်းဝန်းကျင်မှာရှိမယ်ပေါ့เนาะဒီဘင်းကတော့ Puto Superbike က AV4 ဖြစ်ပါတယ်ကျွန်တော်တို့ဆင်ထားတဲ့ပစ္စည်းတွေဆိုရင်လည်းတော်တော်လေးကိုပြည့်တယ် display တွေရောကျွန်တော်တို့ဒီဇက်ထိန်းတွေရောပေါ့နော်အကုန်လုံး brake guide တွေအစားခါပေါ်နေရအသုံးပေါ့နော်ရှေ့ brake system တွေရောပေါ့နော်ပြီးရင်ရှေ့ fork system တွေရောအကုန်လုံးကအလှဆင်ထားပြီးတော့ပစ္စည်းအစ်စ်တွေနဲ့ fine ထားတာဖြစ်တယ် engine ဘယ်လောက်လှလဲဆိုတော့တစ်ချက် show ပြနော် okay ကျွန်တော်ပြောတဲ့အိတ်ဇောတော့ဒီကောင်ပါနော်သူကဒီအနောက်ကပိုင်းလေးတစ်ခုတည်းကိုပဲ9000ပေးခဲ့ရတယ်ပြီးတော့ဒီ full system တစ်ခုလုံးက2သိန်းခွဲလောက်ပေးရတယ်ဆိုတော့ကျွန်တော်စုစုပေါင်းဆိုဒီအိတ်ဇောရဲ့ဈေးက3သိန်းဝန်းကျင်မှာရှိတယ်ပေါ့နော်အရန်ဟိုမှာလှပါတယ်ဗျာ